အခုသွားနေတာကြတော့ဒီ Hanoi မှာရှိတဲ့ Bia Street လို့ခေါ်တဲ့နေရာလေးကိုသွားနေတာ local ရော foreigner ရောဒီနေရာကိုအလာများတယ်ပေါ့နော်ဒီအခုလာတဲ့အချိန်ကကြတော့နည်းနည်းစောနေသေးတော့လူတိတ်မစီသေးဘူးနည်းနည်းလေးနောက်ကျတာနဲ့လူတွေပြေးသွားတာပဲလိုက်ပတ်ကြည့်ပြီးတော့မှဒီမှာစားတောက်ဆိုင်ရှိရလေကိုစင်ပြေမဲ့ထင်တဲ့ဆိုင်မှာဝင်ထိုင်ပြီးတော့ရေးစစ်စစ်စားမယ်တငယ်ချင်းတွေနဲ့မိတ်ဆွေတွေနဲ့စကားပြောပြီးထိုင်စားလို့ရတဲ့နေရာလေးပေါ့နော်street food ရောင်းတဲ့သူတွေလည်းရှိတယ်ပြီးတော့ဒီနေရာကကြတော့ night market နဲ့လည်းညီရယ်လန်ကူတာကိုလည်းအလုံးမပေးဘူးမှာရိုက်ထားတာမိပဲဟနွိုင်းရောက်ရင်တော့တစ်ခေါက်လောက်သွားကြည့်တဲ့နေရာပါဒီနေရာလေးကကြတော့ဒီနေ့ကင်းอ่ะပေါ့နော်သွားထားတဲ့ဒီဟနွိုင်းမြို့စနာမှာရှိတဲ့ဒီကစားကွင်းပေါ့ကစားကွင်းလို့ခေါ်မလားဥယျာဉ်လို့ခေါ်မလားတော့တေချာမပြောတတ်ဘူးဘာဖြစ်လို့ဒီနေရာမှာလေပန်းပေါ့နော်ပန်းရောင်စုံလဲစိုက်ထားတာရှိရပြီးတော့အကောင်လေးတွေယုံလေးတွေလည်းရှိတယ်မွေးထားတာပေါ့နော်ပြီးတော့ခွေးကိုလည်းဒီခြံခတ်ပြီးတော့ဒီပြထားတာလည်းရှိရထူးခြားတာပေါ့နော်ပြီးတော့ဒါကတော့ဒီရှိတဲ့ပန်းလေးတွေနဲ့မရမကဓာတ်ပုံရိုက်ထားတာလေးပေါ့